မင်္ဂလာပါရှင် Rocky the Memory Keeper နေပြီးတော့ကြိုဆိုလိုက်ပါရရှင်ကျွန်မဒီကနေ့ပြောပြချင်တာကတော့ကမ္ဘာအချမ်းသာဆုံးတထေးကြီး Elon Musk အပါအဝင်နေပေအသီးသီးမှာအောင်မြင်နေတဲ့သားသမီး3ယောက်ကိုတယောက်တည်းပြုစုပြောထောင်ခဲ့တဲ့သူတို့ရဲ့မိခင်ကြီး May Musk ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာကမ္ဘာအချမ်းသာဆုံးတထေးကြီးရဲ့မိခင်ဆိုတဲ့ဂုဏ်ပုတ်ရှိတဲ့အမျိုးသမီးတယောက်အကြောင်းထက်အိမ်တွင်းအကြမ်းဖက်အနိုင်ကျင့်နှိပ်စက်ခံရတဲ့မိန်းမဘဝကနေပြီးတော့ရုန်းထွက်နိုင်ခဲ့တဲ့သူနေပေအသီးသီးမှာအောင်မြင်တဲ့သားသမီးတွေကို single mother ဘဝနဲ့ပြုစုပြောထောင်နိုင်ခဲ့တဲ့အမျိုးသမီးတယောက်အိမ်ထောင်ကွဲပြီးတဲ့နောက်ကိုယ့်ဘဝကိုအကောင်းဆုံးပြန်ပြီးတော့တည်ဆောက်ယူနိုင်ခဲ့တဲ့လေးစားစရာကောင်းတဲ့အမျိုးသမီးတယောက်အောင်မြင်တဲ့အာဟာရဗေဒပညာရှင်ကမ္ဘာအသက်အကြီးဆုံးစူပါမော်ဒယ်အမျိုးသမီးတယောက်ရဲ့ဘဝကိုကျွန်မပြောပြသွားမှာဖြစ်ပါတယ်။ကျွန်မငယ်ငယ်တုန်းကနွေရာသီတစ်ခုမှာ Sunday School ဆရာဖြစ်တင်တန်းလေးတစ်ခုတက်ဖြစ်တယ်။အဲ့ဒီတင်တန်းမှာဆရာမတယောက်ပြောပြခဲ့တဲ့စကားတစ်ခွန်းတစ်သက်လုံးကျွန်မနားထဲမှာဆွဲနေတယ်။ကလေးတယောက်ကိုစပြီးတော့ပြုစုပြောထောင်ဖို့ဆိုရင်ဘေးအချိန်ကစရင်အကောင်းဆုံးလဲဆိုတဲ့မိကုံးကိုဆရာမဖြေသွားတာကသူမမွေးခင်ရှေ့နှစ်100လောက်ကလေးကစခဲ့ရမယ်တဲ့။အဲ့ဒီစကားဘလောက်မှန်တယ်လဲဆိုတာဒီ Elon Musk ရဲ့မိသားစုကိုလေ့လာတဲ့အခါမှာပို့ပြီးတော့သိလာရတယ်။မိဘမျိုးရိုးဗီဇကလည်းအရန်ကိုအရေးကြီးတယ်။တချို့အရာတွေကဗီဇမှာမွေးကလေးကပါလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်သူတို့လူဖြစ်လာတဲ့အချိန်မှာသူများထက်ပိုတဲ့အခန်းလေးတွေပါလာခဲ့တယ်ပေါ့။ Elon Musk ကိုကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းအများကြီးရှိမှာပဲ။ဘလို့ပဲဖြစ်ဖြစ်သူကအလုပ်ကိုအရန်စူးစမ်းတဲ့သူတယောက်တော်တဲ့ပုဂ္ဂိုလ်တယောက်ဆိုတာကိုတော့အတိမတ်ပြုကြလိမ့်မယ်လို့ကျွန်မထင်ပါတယ်။သူတော်ပုံတော်နီးကိုမကြိုက်ခဲ့ရင်တောင်မှပေါ့လေ။ဆိုတော့သူ့ရဲ့ဒီအတော်တွေရဲ့ဇစ်မြစ်ကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာသူမမွေးခင်သူ့ဖိုးဖွားလက်ထက်ကလေးကအစပြိုးခဲ့ပြီးဆိုတာကိုတွေ့ရတယ်။ May Musk ကို1948ခုနှစ်ဧပြီလ19ရက်နေ့မှာကနေဒါနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ဆိုတော့ဒီ2025မှာဆိုရင်သူကအသက်89နှစ်ရှိပါပြီ။သူ့မှာအမွာညီမတစ်ယောက်ရှိတယ်။အကိုတစ်ယောက်နဲ့မောင်တစ်ယောက်ရှိတယ်။ May Musk ရဲ့မိဘတွေကဒီ adventurous parents တွေပေါ့။စွန့်စားပြီးခရီးသွားလာရတာကိုကြိုက်တဲ့လူမျိုးတွေသူတို့လင်မယားနှစ်ယောက်ကမေနှစ်အရွယ်ရောက်လာတဲ့အခါမှာကလေးတွေအားလုံးကိုခေါ်ပြီးတော့တောင်အာဖရိကဘက်ကိုပြောင်းလာခဲ့တယ်1950မှာပေါ့သူတို့မိသားစုကဒီစူးစမ်းရှာဖွေခြင်းစိတ်တွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့1952ခုနှစ်ကနေစပြီးတော့ကိုပိုင်ဂျက်လေယာဉ်နဲ့Kalahari Desert ပေါ့နော်တဲကန်နာရာကိုမိသားစုလိုက်ဒီရှဲဟောင်းပျောက်ဆုံးနေတဲ့မြို့တော်ကြီးကိုရှာဖွေဖို့အကြိမ်ကြိမ်ခရီးတွေသွားခဲ့ကြတယ်အပျော်ခရီးဆိုတာထက်ဒီစူးစမ်းလေ့လာရေးခရီးတွေကိုမိသားစုလိုက်သွားကြတာပေါ့တေကန်နာရမှာပျောက်ဆုံးနေတဲ့ရှေးဟောင်းမျိုးတော်ကိုရှာဖွေဖို့ဆိုပြီးတော့မိသားစုလိုက်အကြိမ်20လောက်ခရီးသွားခဲ့ကြတယ်ဒါပေမဲ့သူတို့ရှေးဟောင်းမျိုးတော်ကိုမတွေ့ခဲ့ပါဘူးသို့တော်လည်းဒီကာလတွေကမိသားစုတွေအတွက်မမေ့နိုင်တဲ့အမတ်တရားကာလတွေဖြစ်ခဲ့တယ်မိဘတွေစီကနေပြီးတော့မဆုတ်မနစ်တော့ဇွဲလုံးလာတွေစူးစမ်းလေ့လာလို့စိတ်စွန့်စားလို့စိတ်တွေမြင်ရတင်ခဲ့ရတဲ့ကာလဒါတွေဟာမေသူ့ဘဝကိုသူ့ဖရာသူရှောက်လန်းလာတဲ့အခါမှာအကြိမ်ကြိမ်လေးကြခဲ့ပေမဲ့ပြန်ထရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ခွန်အားဖြစ်စေခဲ့တယ်။သူ့အဖေကတဲကန်နာရအထဲမှာဒီတန်လိုက်အိမ်မြောင်တစ်လုံးနဲ့ခရီးသွားလာရတာကအန်ဒီရီကြီးတယ်။ဒါကြောင့်မို့လို့သူတို့ကပလန်တေချာတတိထားဆွဲပြီးမှသွားရမယ်ဆိုတာကိုအမြင်ပြောပြပြီးတော့လက်တွေ့ခေါ်လုပ်ခဲ့တယ်။ဒီသင်ခန်းစာတွေကသူတို့မောင်နှမတွေရဲ့ဘဝမှာအခက်ခဲတွေရင်ဆိုင်လာရတဲ့အခါမှာတေချာစနစ်တကျအစီအစဉ်တွေဆွဲပြီးတော့ကြော်လွှားနိုင်အောင်ရင်ဆိုင်တက်ဖို့ဆိုတဲ့သင်ခန်းစာကောင်းတွေဖြစ်ခဲ့ပါတယ်။မေတို့ရဲ့အဖေကနိုင်ငံရေးသမားလည်းဟုတ်တယ်။ကနေဒါမှာပါလီမန်အမတ်နေရာကိုလည်းဝင်ပြိုင်ဖူးတယ်။ပြီးတော့သူကဒီ Technocracy Incorporated ရဲ့ director တယောက်လည်းဟုတ်တယ်။မေရဲ့မိဘတွေကအောင်မြင်တဲ့နာမည်ကြီးတဲ့စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေဖြစ်တဲ့အခါမှာသူတို့မောင်နှမတွေလည်းမိဘကိုကူလုပ်ပေးရတယ်။မေဆိုရင်အသက်8နှစ်အရွယ်ကနေစပြီးတော့မိဘတွေရဲ့အလုပ်တွေကူပေးရတယ်။ဥပမာကြော်ညာစာရွက်တွေသတင်းစာတွေစာအိတ်ထဲထည့်ပြီးတော့တစိမ့်ကောင်းကပ်ပေးရတာမျိုးအဲ့လိုသူ့အရွယ်နဲ့သူတန်တဲ့အလုပ်တွေသူကကူညီပေးရတယ်။အသက်12နှစ်အရွယ်မှာဆိုရင်သူ့အဖေရဲ့လုပ်ငန်းအတွက်သူတို့ညီမ2ယောက်ကအကြောင်းမသွားခင်နဲ့အကြောင်းကနေပြန်လာတဲ့အချိန်တွေမှာအိတ်ကြိုပေါ့နော် receptionist အနေနဲ့အလုပ်လုပ်ပေးရတယ်တဲ့။သူတို့မိဘတွေကကိုယ်တိုင်အလုပ်အရန်လုပ်တဲ့သူတွေဖြစ်တယ်လို့သားသမီးတွေအားလုံးကိုလည်းငေးငယ်ကလေးကနေပြီးတော့သူတို့နဲ့တန်တဲ့အလုပ်တွေလုပ်ရင်းနဲ့မိဘကိုကူညီခိုင်းခဲ့တယ်။အလေးကျင့်ကောင်းတွေကိုပြုစုပြောထောင်ပေးခဲ့တာပေါ့။မေကတောင်အာဖရိကရဲ့ရေမြေတောတောင်တွေကိုကြိုက်နှစ်သက်တယ်။တာရေးတရိတ်ဆန်တွေကိုလည်းစိတ်ဝင်စားတယ်။အဲ့ဒါအပြင်လူခန္ဓာကိုယ်အတွင်းမှာဘယ်လိုမျိုးအလုံးလုံးနေတယ်လဲဆိုတာတွေကိုပါသူကစိတ်ဝင်စားတယ်။
အစားအသောက်တွေကလူကိုခန္ဓာအပေါ်မှာဘလိုမျိုးတက်ရောက်မှုရှိတယ်လဲအာဟာရဓာတ်တွေကကျန်းမာရေးကိုဘလိုမျိုးထောက်ပံ့တယ်လဲဒီလိုမျိုးအစားအစာနဲ့ကျန်းမာရေးကြားဆက်နွယ်မှုတွေသူကအရန်စိတ်ဝင်စားခဲ့တယ်ဒါကြောင့်မို့လို့သူကြီးပြင်းလာတဲ့အခါမှာတောင်အာဖရိကတိုက်က University of Pretoria မှာသူကတက္ကသိုလ်တက်တဲ့အချိန်အာဟာရဗေဒပညာပေါ့နော် dietitian ကိုသူကလေ့လာခဲ့ပါတယ်ကျောင်းပြီးတာနဲ့အသက်20ကျော်ဝန်းကျင်မှာပဲကိုပိုင်အာဟာရအကြံပေးလုပ်ငန်းတွေကိုသူကလုပ်ကိုင်ခဲ့တယ်စိန်ခေါ်မှုအခက်ခဲတွေအမျိုးမျိုးကြုံခဲ့ရပေမဲ့သူကနောက်မဆုတ်ဘဲနဲ့ဒီနေပင်မှာအောင်မြင်စွာရပ်တည်နိုင်အောင်စ조사ခဲ့တယ်သူ့ငယ်ဘဝမှာသူစိတ်ဝင်စားတဲ့နေပင်နှစ်ခုရှိတယ်အာဟာရဗေဒပညာနဲ့ model လုပ်ငန်းဒီနှမျိုးလုံးကိုပေါင်းဆက်ပြီးတော့သူကပညာရှိစွာနဲ့အသုံးချတယ်နှစ်ဖက်စလုံးမှာဗက်မြောက်အောင်စ조사ခဲ့တယ်နေပင်နှစ်ခုစလုံးမှာစ조사မှုရဲ့ရလဒ်အနေနဲ့အောင်မြင်မှုအတိအပွင့်တွေကိုသူမြင်ခဲ့ရတယ်သူ့အသက်15နှစ်အရွယ်မှာသူ့အမေရဲ့တငယ်ချင်းကသူ့ကိုကြည့်ပြီးတော့ model လုပ်မလားလို့ကမ်းလှမ်းခဲ့တယ်။သူက model agency ကိုပိုင်တဲ့သူပေါ့။အဲ့ဒါနဲ့ပဲမေက model တနာအခမဲ့တက်ခွင့်ရပြီးတော့မကြခင်မှာပဲရက်တရက်မှာသူ့ကို department store ကိုလာခဲ့ပါဆိုပြီးတော့ခေါ်လိုက်တယ်။အဲ့ဒီကိုသွားပြီးတော့သူတို့ဝတ်ခိုင်းတာတွေဝတ်ပြီးတော့လမ်းလျှောက်ရတယ်ပြီးတဲ့အခါမှာသူတို့ကပတ်စံပေးလိုက်တော့ဟာဒီအလုံးမိုက်တယ်ပေါ့သူတို့ဝတ်ခိုင်းတဲ့အဝတ်တွေဝတ်ပြီးတော့လမ်းလျှောက်ပြရုံနဲ့ပတ်စံတွေရတယ်ဆိုပြီးတော့တွေးပြီးပျော်သွားခဲ့တယ်တဲ့ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ပညာရေးကိုတကယ်ပဲအားစိုက်နေရတဲ့အချိန်မလို့သူကအဲ့လောက်ထိအလေးနဲ့မထားခဲ့ဘူးပေါ့နော်ပြီးတော့လူတွေကပြောတယ်ပေါ့ဒီ model လုပ်ငန်းဆိုတာနဲ့အသက်16နှစ်ကျော်တာနဲ့ပြီးသွားပြီနင့်ကိုဘယ်သူမှသုံးတော့မှာမဟုတ်ဘူးလို့လည်းပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုသူအိမ်ထောင်ကျပြီးတော့ကလေး3ယောက်ရတဲ့အထိသူဆက်တိုက်အလုပ်လုပ်ခွင့်ရခဲ့တယ်။သူ interview တစ်ခုမှာပြောခဲ့တာကသူကအသက်ကြီးတဲ့အချိန်အထိ model လုပ်ငန်းတွေကိုဆက်ပြီးတော့လုပ်ခွင့်ရခဲ့တယ်။အဲ့ဒီအချိန်တုန်းကသူကအသက်အကြီးဆုံး model ဖြစ်နေတဲ့အခါမှာဥပမာသူတို့သမီးရဲ့အမေတယောက်အနေနဲ့ model လုပ်ပေးဖို့လူလိုလာတဲ့အခါမှာအသက်ငယ်တဲ့သူတွေရွေးလို့မရတော့သူ့ကိုပဲရွေးလို့ရတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်။သူ့ရဲ့အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှသူ့ model လုပ်ငန်းနေပေးမှာလဲသူနဲ့လိုက်ဖက်တဲ့အလုပ်တွေကတဖြည်းဖြည်းပို့ပြီးတော့ပေါ်လာတယ်သူနဲ့လိုက်ဖက်တဲ့ပုံစံတွေကိုဖန်တီးယူနိုင်နေတော့မယ်ဒါကြောင့်မို့လို့ဒီ model လုပ်ငန်းနေပေးမှာဒီကနေ့သူ့အသက်89နှစ်ပေါ့နော်80နာနီးနေပြီအခုချိန်ထိအောင်မြင်နေတော့မယ်ပြီးတော့သူ့ရဲ့မျက်နှာကဘာ botox တို့ခွဲစိတ်ပြုပြင်တာတော့ဘာတစ်ခုမှသူကမလုပ်ထားဘူးသူကအကြောက်လို့တဲ့အဲ့ဒါတွေသူ့ရဲ့အခုဖြစ်နေတာသူ့ရဲ့မူလမျက်နှာပဲလို့ပြောတယ်Elon Musk ကအလုပ်အရန်လုပ်တယ်ဆိုတာကျမတို့အားလုံးကြားဖူးနေကြသူ့အမေเจ้าကိုလေ့လာတဲ့အချိန်မှာမှသူ့အဖိုးအဖွားကနေစပြီးသူတို့ကမျိုးနဲ့ရိုးနဲ့အလုပ်ဂျိုးကတ်ကြတဲ့အမျိုးဆိုတာကျမသိလာခဲ့ရတယ်သူ့အမေကလည်းအခုချိန်အသက်80တာနီးနေတာเนาะအခုချိန်ထိတစ်နေ့လုပ်ငန်းအစီအစဉ်နဲ့အများကြီးနဲ့လှုပ်ရှားသွားလာနေရတော့သူ့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်တယ် model လုပ်ငန်းလုပ်တယ်စာအုပ်ရေးတယ်เนาะ motivational speaker အနေနဲ့လည်းသူများကိုခွန်အားပေးတဲ့စကားတွေပြောတယ်ကြားထဲမှာသားသမီးတွေနဲ့မြေးတွေကိုလည်းအချိန်ပေးတယ်ဒါပေမဲ့ तू ကအမြဲတမ်းလန်းဆန်းတက်ကြွနေတယ် तू ကအနည်းဆုံးမြေး18ယောက်ရှိတယ်တဲ့တချို့သတင်းတွေမှာကတော့ Elon Musk ရဲ့သားသမီးကပဲ14ယောက်ရှိတာမလို့သူ့မှာမြေး20ဝန်းကျင်လောက်ရှိနိုင်တယ်ဆိုပြီးတော့ပြောကြတယ်မေကမြေးတွေကိုအသက်နိုင်ဆုံးအချိန်ပေးတယ်ဒါပေမဲ့မြေးအလုံးကသူ့ကိုအချိန်တိုင်းတွေ့ချင်နေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုလိုတာမြေးတွေလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့သူအတွက်ပေါ့နော် तू ကအတူရှိပေးနိုင်ဖို့အမြဲစူးစမ်းတဲ့အဖွားတစ်ယောက်ပေါ့နော်ကျမတို့အများစုတော့လူတွေကအသက်60ကျော်ရင်အိုပြီးနားတော့မယ်ဖျားတရားပဲလုပ်တော့မယ်ဆိုပြီးတော့ဘာမှမလုပ်တော့ဘူးဆိုတဲ့အချိန်မှာမေကတော့အစ်တွေကိုစပြီးတော့လုံနေတော့မယ်သူ့အသက်69-68လောက်မှာ model လောကကိုတကြော့ပြန်ဝင်လာပြီးတော့အသက်ကြီးရင်သုံးစားမရတော့ဘူးဆိုတဲ့လူတွေရဲ့အမြင်ကိုကင်လှုပ်ပစ်ခဲ့တယ်။သူအသက်69နှစ်အရွယ်2018ခုနှစ်မှာမှကမ္ဘာကျော် CoverGirl ရဲ့ ambassador အနေနဲ့ New York Fashion Week မှာသူ model လျှောက်ခွင့်ရခဲ့တယ်။ CoverGirl ရဲ့ ambassador တယောက်ဖြစ်လာဖို့ဆိုတာ model မင်းကလေးတိုင်းရဲ့အိမ်မက်တဲ့။အဲ့ဒါကိုသူကအသက်69နှစ်မှာမှဖြစ်လာခဲ့တာ။အသက်82နှစ်အရွယ်မှာဒီ2019ခုနှစ်မှာပေါ့သူ့ရဲ့ကိုရဲ့အထုပ်ပတ်တိဖြစ်တဲ့ A Woman Makes a Plan ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။အဲ့ဒီစာအုပ်မှာသူ့ဘဝအကြောင်းသူ့ဘဝရဲ့အခက်အခဲတွေကိုဘယ်လိုမျိုးရုန်းကန်ခဲ့ရတယ်လဲအနိုင်ကျင့်နှိပ်စက်ခံခဲ့ရတဲ့သူ့ရဲ့အိမ်ထောင်ရေးအကြောင်းတွေနော်ကလေး3ယောက်နဲ့ single mother ဘဝရဲ့အကြောင်းတွေကိုသူကပြောပြခဲ့တယ်။နောက်အလုပ်အနည်းဆုံးတစ်ခုကိုတပြိုင်တည်းလုပ်ခဲ့ရတဲ့သူ့ဘဝတွေအဲ့လိုမျိုးအလုပ်လုပ်ပြီးတော့ကလေးတွေကိုသူဘယ်လိုမျိုးပြုစုပြောထောင်ခဲ့ရတယ်ဆိုတာမျိုးကိုသူကအဲ့ဒီစာအုပ်မှာရေးထားတယ်ဒီစာအုပ်ကအမျိုးသမီးတွေကိုအများကြီးခွန်အားဖြစ်စေခဲ့တယ်လို့ပြောတယ်ဒီစာအုပ်ကိုရေးမယ်လို့သူစဉ်းစားတဲ့အချိန်မှာ
ပျော်စရာအားသက်စရာတွေเนาะ adventurous တွေနဲ့အတူအောင်မြင်မှုတွေနဲ့ပြည့်နေတဲ့အကြောင်းအရာတွေကိုရေးချင်ခဲ့ပေမဲ့သူ့သားသမီးတွေကအမေဘဝရဲ့အခက်ခဲတွေရုန်းကန်မှုတွေအကြောင်းကိုရေးတင်တယ်လို့အကြံပေးခဲ့ကြတဲ့အတွက်ကြောင့်သူကအဲ့ဒါကိုထည့်ရေးဖြစ်ခဲ့တာလို့ပြောပြတယ်သူဘလို့မျိုးစ조사ရုန်းကန်ခဲ့ရတယ်လဲဆိုတာသားသမီးတွေကအတိဆုံးကိုဒီစာအုပ်ကိုရေးပြီးတဲ့အချိန်မှာပန်ကွင်းက editor ကိုအပ်လိုက်တဲ့အချိန်သူကတချို့ကိုမထည့်ဘဲနဲ့ဖြတ်ထားခဲ့ကြတာဒါပေမဲ့ editor ကလည်းဒီဟာကိုတော့လုံးဝဖြတ်ထုတ်လိုက်တဲ့ထက်မှမပါဘူးဒီလောကမှာမျိုးသမီးအများကြီးကသူ့လိုမျိုးပဲအလားတူအနိုင်ကျင့်နှိပ်စက်ခံနေရတဲ့အိမ်ထောင်ရေးဒါမှမဟုတ်လို့ရှိရင်ဒီဆက်ဆံရေးပေါ့ relationship မှာရှိနေတာသူတို့ကဒီအကြောင်းကိုဖတ်ရလို့ရှိရင်စိတ်နှလုံးထိတွေ့လိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့မိဘဝမှာကြုံတွေ့ခဲ့ရတဲ့အိမ်တွင်းအကြမ်းဖက်နှိပ်စက်ခံရတဲ့အကြောင်းတွေဒီစာအုပ်ကနေပြီးတော့ချန်လာခဲ့လို့မရဘူးထဲကိုထဲရမယ်ဆိုပြီးတော့သူတို့ကထဲခဲ့ကြတယ်တဲ့ထိတ်ဆုံးကလူတွေအကြောင်းအောင်မြင်နေတဲ့လူတွေအကြောင်းကိုကျမတို့ကကြည့်တဲ့အခါမှာသူတို့ရဲ့ဒီအောင်မြင်ပျော်ရွှင်နေတဲ့ဘဝအစိတ်အပိုင်းကိုပဲမြင်ရတတ်ကြတာမေရဲ့ဘဝကိုကြည့်ပြီးမှသူတို့လည်းတာမန်လူတွေလိုပဲအနှိမ့်အမြင့်အသက်အကျအမျိုးမျိုးကိုကြုံတွေ့ခဲ့ကြရတယ်ဒါပေမဲ့သူတို့ကဘလို့မျိုးတွင်းနဲ့ထဲထိကြခဲ့ပေမဲ့ပြန်ပြီးတော့စ조사ရုန်းကန်ထနိုင်ခဲ့တယ်ဆိုတာသိလာရတယ်နောက်ပိုင်းမှာသူ့အိမ်ထောင်ရေးအကြောင်းကိုကျွန်မအသေးစိတ်ထပ်ပြီးတော့ပြောပြမယ်နော်ကိုစိတ်ဝင်စားတဲ့အရာကိုဘေးအရွယ်မှာပဲဖြစ်ဖြစ်စလို့ရတယ်အသက်ကြီးသွားတယ်ဆိုတာမရှိဘူးနော် H diversify ကနေလုပ်ငန်းနေပေတိုင်းမှာရှိတဲ့နယ်လို့ May Marx ကပြောခဲ့တယ်သူက interview တိုင်းမှာသူ့အသက်အရွယ်နဲ့ပတ်သက်လို့ရှိရင်အပြုသဘောဆောင်တဲ့စကားတွေပဲပြောတယ်အသက်အရွယ်အိုမင်းလာတာကိုသူကဒီအသားစီးအဟန့်အသားတစ်ခုအနေနဲ့သူကမမြင်ဘူးဘေးအရွယ်မှာမှသူကအဲ့လိုမမြင်ခဲ့ဘူးသူများကိုလည်းဒီကိုအိမ်မက်နောက်ကိုလိုက်ဖို့ဘယ်တော့မှနောက်မကြဘူးပေါ့ဘေးအရွယ်မှာပဲဖြစ်ဖြစ်ကိုလှုပ်ချင်တာဆလို့ရတယ်ဆိုပြီးတော့သူကအမြဲအားပေးစကားပြောတယ်သူကဒီလိုမျိုးအသက်အရွယ်နဲ့ပတ်သက်တဲ့အပြုသဘောစိတ်ဓာတ်ကိုသူ့အမေဆရာနေရတာအင်တာဗျူးတစ်ခုမှာသူကပြောဘူးတယ်သူ့အမေကတဲ့အသက်အရွယ်နဲ့ပတ်သက်လာရင်ဘယ်တော့မှပြဿနာမရှိဘူးစိတ်မပြတ်ဘူးအမြဲတမ်းအပြုသဘောနဲ့လက်ခံတယ်အမြဲတမ်းဘေးအသက်အရွယ်မှာပဲဖြစ်ဖြစ်တင်ယူလေ့လာနေတယ်ဆိုပြီးတော့ပြောခဲ့တယ်ဘာဖြစ်လို့အိုမင်းလာတာကိုကြောက်ရမှာလဲဆိုပြီးတော့သူပြောခဲ့တယ်တကယ်ပဲသူကဒီအိုမင်းလာတဲ့ဟာကိုရေးရင်ဆိုင်ပြီးတော့လှပပချပြခဲ့တယ်သူ့ကိုကြည့်ပြီးတော့ကျမကို့အသက်အရွယ်ကြောင့်ပေါ့နော်အစ်စ်တွေစပြီးတော့လေ့လာဖို့စလုပ်ဖို့တွန့်နေတာတွေတော့မှနည်းနည်းညော့နေသွားခဲ့တယ်အော်သူ့သားကဘာအချမ်းသာဆုံးတစ်သေးပဲသူ့အမေကလှုပ်ချင်ရတယ်လှုပ်လို့ရမှာပေါ့ဆိုပြီးတော့တွေးခဲ့ရင်တော့အမကြီးမားသွားမယ်ဒီတစ်သေးကြီးရဲ့အရှိန်နဲ့သူကဒါတွေကိုလုံနိုင်ခဲ့တာမဟုတ်ဘူးလုံနိုင်နေတာမဟုတ်ဘူးသူကဒါဘာမှမရှိတဲ့ကောင်လေးကိုကပအချမ်းသာဆုံးတစ်သေးဖြစ်လာအောင်ပြုစုပြောထောင်ပေးနိုင်ခဲ့တဲ့အာဂမိခင်တယောက်ပါသူ့ဘဝနောက်ကျောင်းကိုနည်းနည်းပြန်ကြည့်ရအောင်သူ့အသက်15နှစ်မှာသူမော်ဒယ်ဖြစ်လာခဲ့တယ်1969ခုနှစ်မှာသူကဒီ Miss South Africa Finalist အထိကိုသူကရောက်ခဲ့တယ်မော်ဒယ်လို့ပညာရေးဘက်ရုပ်ရော့သွားတယ်ဆိုတာမရှိဘူးပညာရေးကိုလည်းဦးစားပေးရမယ့်အရွယ်မှာဦးစားပေးတယ်စ조사တယ်ပြီးတော့ကိုဖြစ်ချင်တာဝါသနာပါတာကိုသူငငယ်ကလေးကကောင်းကောင်းသိတယ်သူတက်ကလေးတက်တဲ့အချိန်မှာအာဟာရပညာပေါ့ကျန်းမာရေးနဲ့ညီညွတ်တဲ့စားတောက်နေထိုင်မှုနဲ့ဆိုင်တဲ့မေဂျာကိုရွေးပြီးတော့တက်ခဲ့တယ်ဘွဲရပြီးတော့တက်ခဲ့တာမဟုတ်ဘူးတေချာကိုစိတ်နစ်လေ့လာပြီးတော့အမှန်တကယ်တက်ကြွတဲ့သူဖြစ်အောင်လေ့လာတင်ယူခဲ့တယ်အဲ့ဒါကိုလည်းကြောင်းပြီးတာနဲ့ချက်ချင်းပြန်အသုံးချနိုင်ဖို့ကြိုးစားခဲ့တယ်အခက်ခဲသားစီးတဲ့မျိုးမျိုးကြုံခဲ့ရပေမဲ့နောက်မဆုတ်ခဲ့ဘူးပြီးတော့သူလေးလာလိုက်စားတဲ့နေပေရဲ့မဟာတန်းကိုတက်ပြီးတော့ကိုပိုတော်ပိုကောင်းအောင်သူလုပ်နေခဲ့တယ် Elon Musk တို့ရဲ့အဖေ Elon Musk နဲ့ကမေနဲ့ကအထက်တန်းကျောင်းမှာကလေးကတွေ့ခဲ့တယ်နောက်တော့ချစ်သူတွေဖြစ်လာကြတယ်ပေါ့ဒါပေမဲ့ Elon Musk ရဲ့လူတွေကိုမခန့်လေးစားဆက်ဆံတတ်တဲ့ပုံစံအမျိုးသမီးတွေကိုနှိမ်ချပြီးတော့ဆက်ဆံတတ်တဲ့အပြုအမူတွေနဲ့ဥတိုလွန်းတာတွေကြောင့်အဆင်မပြေဖြစ်ခဲ့ပြီးတော့လမ်းခွဲခဲ့တယ်တနေ့တော့ Elon Musk ကသူအလုံးလုံးနေတဲ့ဒီ Cape Town ရှေ့ကိုရောက်လာခဲ့တယ်လက်ထက်လက်စွပ်လေးကင်ပြီးတော့ပြန်ရောက်လာတာပြီးတော့သူ့ကိုလက်ချက်ခွင့်တောင်းတယ်သူကလက်မခံဘူးဆိုရင်သူ့ကိုယ်သူတတ်တည်လိုက်ပါမယ်ဆိုပြီးတော့ချင်းချောက်ခဲ့တဲ့အတွက်ကြောင့်မေကအဲ့ဒီလက်စွပ်ကိုလက်ခံထားခဲ့တယ်ဒါပေမဲ့ Elon Musk ကမေရဲ့မိဘတွေစီကိုပြန်သွားပြီးတော့မေကသူနဲ့လက်ထပ်ဖို့တဘောတူပြီးဆိုပြီးတော့သွားပြောပြီးတော့မင်္ဂလာဆောင်ကိစ္စတွေကိုစီစဉ်ခိုင်းခဲ့တယ်မိဘတွေကမင်္ဂလာဆောင်ကိစ္စတွေစီစဉ်နေကြပြီးတော့မိကိုပါအဲ့ဒီအလောက်ကထွက်ပါလာခဲ့ပါမင်္ဂလာဆောင်ကိစ္စကိုလာစီစဉ်ပါဆိုပြီးတော့အတင်းဖိအားပေးပြီးတော့ပြန်ခေါ်ယူခဲ့ကြတယ်ဒီလိုနဲ့သူတို့နှစ်ယောက်က1980ခုနှစ်မေရဲ့အသက်22နှစ်အရွယ်မှာလက်ထပ်ခဲ့ကြတယ်အဲ့ဒီမှာချစ်စရာကောင်းတာလေးတစ်ခုကသူတို့မင်္ဂလာဆောင်ကဒီ double wedding နဲ့သူညီမခေးကလည်းအဲ့ဒီနေ့မှာပဲသူ့ချစ်သူနဲ့မင်္ဂလာဆောင်ခဲ့တယ်မေတို့နှစ်ယောက်ကမင်္ဂလာဦးကစပြီးတော့အဲ့ဒီချစ်လာချီရဲ့ပြန်မကြိုက်ရင်တေးရပါတော့မယ်ဆိုတဲ့ယောက်ျားကနှိပ်စက်ခဲ့တယ်သူ
သူကထွက်ပြေးဖို့လုပ်တဲ့အခါမှာယောက်ျားကရိုက်နှက်ခဲ့တယ်သူကထွက်ပြေးဖို့လုပ်တဲ့အခါမှာယောက်ျားကသူ့ရဲ့ passport ကိုတင်ထားခဲ့တယ်နောက်ပိုင်းအခွင့်အာဏာလို့ထွက်ပြေးမယ်လို့လုပ်တဲ့အချိန်မှာသူက Elon ကိုကိုဝန်ဆောင်ထားရပြီဆိုတာသိလိုက်တယ်ဒီလိုနဲ့အိမ်ထောင်ကျပြီးတော့နောက်နှစ်မှာပဲပေါ့1982ခုနှစ်မှာပဲ Elon Musk ကိုမွေးခဲ့တယ်ကလေးမွေးခါနေ့အချိန်မှာတောင်မှသူ့ကိုယောက်ျားကသူ့ရဲ့လေရင်ကိုဆေးတုပ်ခိုင်းနေခဲ့ပြီးတော့ဆေးရုံပို့ဖို့နောက်ကျခဲ့တယ်တဲ့ဆေးရုံကိုခေါ်သွားတဲ့လမ်းမှာလဲသူကမိမပြင်းတယောက်ပျော်ညံတဲ့မိမတယောက်စသဖြင့်တလန်းလုံးဆေးဆိုပြီးတော့ခေါ်လာခဲ့တယ်လို့ပြောတယ်1982ခုနှစ်မှာ Kimber Max ကိုမွေးခဲ့တယ်1984မှာအငယ်ဆုံးသမီးလေး Tosca Max ကိုမွေးခဲ့တယ်ဒီကြားထဲမှာမေရဲ့အဖေကလည်းရုတ်တရက်တေဆုံးသွားခဲ့တယ်။ Arrow ကတော့ရောက်ခမသေးတာအမွေဘလောက်ရမလဲဆိုတာကိုပဲစိတ်ဝင်စားတယ်။ဝမ်းနေတာတော့ဘာလို့ကမပြဘူးတဲ့။သူတို့ရတဲ့ရထိုက်တာတွေကိုရခဲ့ပေမဲ့သူကမကျေနပ်တဲ့အတွက်ကြောင့်သူ့မိန်းမမေကိုမိသားစုနဲ့လုံးဝမဆက်ဆံရဆိုတဲ့အမိန့်ကိုထုတ်ခဲ့တယ်။ယောက်ျားပါဝါနဲ့အနိုင်ကျင့်တာပေါ့လေ။မေကသူဘလောက်အနှိမ့်ဆက်ခံနေရသည်ဖြစ်စေဒီအိမ်ထောင်ကျနေတဲ့ကာလအတွင်းမှာသူကသူ့ရဲ့အာဟာရဗေဒဆိုင်ရာကြံပေးလုပ်ငန်းတွေကိုဆက်ပြီးတော့လုပ်နေခဲ့တယ်။ကလေးတွေကိုကိုယ်တိုင်ထိန်းချောင်းပြုစုခဲ့တယ်။သူ့ယောက်ျားကသူ့ကိုအယမ်းအနိုင်ကျင့်တယ်။ပါဇက်နဲ့ဆဲဆိုတာတွေရောကိုထီလက်ရောက်နှိပ်စက်တာတွေရောအမြဲလုပ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီကာလတွေကသူ့ဘဝအတွက်ဒီအဆိုးဝါးဆုံးကာလနော်စိတ်ပိုင်းဆိုင်ရာခွန်အားအယမ်းနေတဲ့ကာလအဝလွန်ပြီးတော့ခါနာတဲ့ဝေဒနာကိုပါခံစားခဲ့ရတဲ့ကာလတွေဖြစ်တယ်တဲ့အထီးကျန်တဲ့စိတ်နဲ့မလုံခြုံတဲ့စိတ်ကိုလည်းအမြဲခံစားနေခဲ့ရတယ်မိမတယောက်ဆိုတာကဘလောက်ပဲတော်နေပါစေထက်နေပါစေကိုလင်ယောက်ျားကကိုအိမ်တွင်းအကြမ်းဖက်မှုတွေလုပ်တာကိုခံနေရမယ်ဆိုရင်လူတွေကမသိခဲ့ဘူးဆိုရင်တောင်မှစိတ်ထဲမှာအယမ်းတိမ်ငယ်တဲ့စိတ်ဖြစ်တယ်။မေကလည်းပဲအဲ့လိုမျိုးတွေခံစားခဲ့ရတာ။မေကအင်တာဗျူးတစ်ခုမှာပြောခဲ့တယ်။အိမ်ထောင်ပြုတ်လိုက်ခြင်းကပေါ့သူ့ဘဝလုံးဝပြောင်းလဲသွားမယ်ဆိုပြီးတော့မျှော်လင့်ခဲ့တယ်။အကောင်းပဲပေါ့နော်။ဒါပေမဲ့တကယ်ပြောင်းလဲသွားတဲ့အချိန်မှာသူမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့တော့မဟုတ်ဘူး။သူ့ယောက်ျားကသူ့ကိုအမြဲတမ်းရိုက်ပုတ်ကန်ကြောက်တာတွေလုပ်တဲ့အတွက်သူကအဲ့ဒီကာလမှာမော်ဒယ်အလုပ်တောင်မှမလုပ်နိုင်ခဲ့ဘူးတဲ့သူ့တကိုယ်လုံးမှာဒဏ်ရာတွေကအမြဲရှိနေခဲ့တဲ့အတွက်ပေါ့နော်ကလေးတွေရှေ့မှာတောင်မှမရှောင်ဘူးအရိုက်ခံရတယ်တဲ့ Elon Musk 9နှစ်သားအရွယ်တုန်းကသူ့အဖေကသူ့အမေကိုရိုက်တဲ့အချိန်မှာအမေကိုကေဖို့အတွက်အဖေကိုသူ့အားလေးနဲ့တောင်ဝင်လုံးခဲ့ဘူးတဲ့သူအဲ့လိုမျိုးအိမ်ထောင်ရေးအနိုင်ကျင့်ခံနေရတဲ့အိမ်တွင်းငရေးမှာအကြာကြီးနေခဲ့မိတယ်အဲ့ဒီခေတ်တုန်းကအိမ်ထောင်ရေးအဆင်မပြေတာအိမ်တွင်းအကြမ်းဖက်ခံရတာတွေကအရန်ရှက်စရာကောင်းတဲ့အကြောင်းအရာတွေလိုမျိုးထင်ကြတဲ့အတွက်ကြောင့်ဘယ်သူမှထုတ်ပြောလဲမရှိကြဘူးတဲ့သူ့ရဲ့အမွာညီမပေါ့နော်သူ့ရဲ့အကိုမောင်တွေတောင်မှသူဒီလိုမျိုးယောက်ျားနှိပ်စက်ခံနေရတယ်ဆိုတော့မသိခဲ့ဘူးဒီယောက်ျားကိုကွာရှင်းဖို့အတွက်သူအချိန်နဲ့အကြာကြီးယူခဲ့ရတယ်9နှစ်ကျော်နှိပ်စက်ခံပေါင်းတင်ပြီးတော့မှ1989ခုနှစ်မှာသူကမနေအားယူပြီးတော့ဒီယောက်ျားကိုကွာရှင်းဖို့ကြိုးစားခဲ့တယ်တရားဝင်မကွာရှင်းနိုင်ခင်မှာသူ့ယောက်ျားကသူ့ကိုဓာတ်နဲ့လိုက်လို့လက်မပေါ်ထိထွက်ပြေးခဲ့ရဘူးတဲ့သူ့ယောက်ျားကသူ့ကိုကွာရေးကွာကြည့်နင့်မျက်နှာကိုငါဓာတ်နဲ့ဖျက်ဆီးပစ်မယ်ကလေးတွေရဲ့ဒူးကောင်းကဂုံရင်းတွေကိုလည်းငါထုတ်ပစ်မယ်ဆိုပြီးတော့ချိန်ချောက်ခဲ့တဲ့ယောက်ျားကဒီလိုမျိုးကြမ်းတမ်းတဲ့အခါမှာသူတို့သားမိတွေကနော်မိဘဆွေမျိုးအိမ်တို့တငယ်ချင်းအိမ်တို့အဲ့လိုမှနေလို့မရပဲနဲ့ဒီအိမ်ထောင်ကွဲဖို့ကြိုးစားနေတဲ့ကာလမှာဘယ်သူမှမသိတဲ့တနေရာမှာသွားနေခဲ့ရတယ်လို့ပြောတယ်အိမ်ထောင်ကွဲဖို့လုပ်တဲ့အခါမှာမေကဘာပစ္စည်းဥစ္စာမှခွဲပေးဖို့မတောင်းဆိုခဲ့ဘူးသူ့သားသမီးတွေကိုအုပ်ထင်းခွင့်မဲ့သူကတောင်းဆိုခဲ့တယ်ယောက်ျားကလည်းအလွယ်တကူအလျှော့မပေးလို့သူ့မှာသူစုဆောင်းထားတဲ့မြအကုံနဲ့တရားရင်ဆိုင်ပြီးမှကလေးတွေကိုအုပ်ထင်းခွင့်သူရသွားခဲ့တယ်သူခေတ်တုန်းကတော့ဒီလိုမျိုးအိမ်တွင်းအကြမ်းဖက်ခံရတာ哦ပေါ့မိဘညီကိုမောင်နှမတွေကိုတောင်မှအတိမပေးဘဲနဲ့ကြိတ်ခံရတာဒါပေမဲ့ तू ကဒီခေတ်ထဲကအမျိုးသမီးတွေကို तू အကြံပေးထားတာကတော့အမျိုးသမီးတို့အိမ်တွင်းအကြမ်းဖက်ခံရတယ်ဆိုရင်ကိုမိဘနဲ့တငယ်ချင်းတွေကိုဖွင့်ပြောပြပြီးတော့လိုအပ်တဲ့အကူအညီကိုရယူပါနှစ်သိမ့်ဆွေးနွေးမှုတွေကိုခံယူပါဆိုပြီးတော့သူကပြောခဲ့တယ်အဲ့ဒီလိုမျိုးအခြေအနေကနေပြီးတော့ရုံးထွက်ဖို့သူ့လောက်အချိန်ကြာကြီးမယူသင့်ဘူးမြင်မြင်ရုံးထွက်ကြပါဆိုပြီးတော့အင်တာဗျူးတစ်ခုမှာပြောခဲ့တယ်သူကဒီအိမ်ထောင်ရေးကိုကလေးတွေရဲ့မျက်နှာကိုကြည့်ပြီးတော့တီးခံပေါင်းတင်ခဲ့တယ်ဒီလိုမျိုး abusive အိမ်ထောင်ရေးကနေပြီးတော့ကလေးတွေအတွက်စဉ်းစားပြီးပဲသူဒီယောက်ျားကိုကွာရှင်းခဲ့တယ်ကွာရှင်းလိုက်တဲ့အတွက်အိမ်စရိတ်တွေနော်ကိုပါရကိုရှာရမယ်ကလေးចောင်းစရိတ်တွေလည်းကိုပါရကိုပေးရမယ်အိုးဒါတွေကကိစ္စမရှိဘူးကလေးတွေကအစိုးရចောင်းနေလို့ရတယ်ပြီးတော့သူကကလေးတွေကိုညတိုင်းမြေဘေးထောပတ်တုပ်ပေါင်မှုကိုပဲသူကကျွေးနိုင်ခဲ့တယ်ဒါပေမဲ့သူတို့ကညနေတိုင်းပျော်စရာကောင်းတဲ့အိမ် a happy home ကိုပြန်လာနိုင်တယ်ဘဝကစင်းရဲခက်ခဲပေမဲ့ကျမအရန်ပျော်တယ်ကျမကိုစူပိုအော်ငေါ့မဲ့သူမရှိဘူးကြောက်ရမဲ့သူမရှိဘူးဒါတွေကအရေးကြီးဆုံးပဲဆိုပြီးတော့အင်တာဗျူးတစ်ခုမှာမေကပြောခဲ့ပါတယ်
ပြီးတော့မိကိုသူ့အမေကပြောတဲ့စကားတစ်ခွန်းရှိတယ်တဲ့အကယ်၍မင်းနဲ့အတူရှိနေတဲ့အချိန်မှာမင်းတယောက်တည်းရှိနေတဲ့အချိန်ထက်ပိုပြီးတော့မပျော်မရွှင်ဖြစ်ရတယ်ဆိုရင်အဲ့ဒီ relationship ကနေရုံထွက်လိုက်ပါ။ဒီလိုများမင်းကသူနဲ့အတူရှိနေရင်မင်းတယောက်တည်းရှိနေတဲ့အချိန်ထက်ပိုပြီးတော့ပျော်တယ်ဆိုရင်အဲ့ဒီ relationship မှာဆက်နေပါလို့ပြောခဲ့တယ်ဆိုပြီးတော့အမျိုးသမီးတွေစဉ်းစားလို့ရအောင်ပြောပြခဲ့တယ်။အဲ့ဒီအိမ်ထောင်ရေးမှာ तू ဘလောက်မပျော်မရွှင်ဖြစ်ခဲ့ရတယ်လဲဆိုရင်နောင်တစ်သက်လုံးအိမ်ထောင်ထပ်မပြူတော့တဲ့အထိပဲဒါပေမဲ့ question ပြီးနောက်လဲ तू ကသူ့နောက်ကနာမည်ပေါ့နော်သူ့ခင်ပွန်းရဲ့နာမည် Max ဆိုတာကို तू ကပြန်မပြောင်းဘူးအဲ့တိုင်းထားထားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့သားသမီးတွေက Max ဖြစ်နေတဲ့အတွက်ကြောင့်တဲ့ကိုကဘာအရေးချင်းမှမရှိဘူးလို့ခံစားရတဲ့အချိန်တွေရှိခဲ့မယ်ဆိုရင်ကို့အသိကိုပြန်ပြီးတော့ကြည့်လိုက်ပါကိုယုံကြည်မှုအပြည့်ရှိခဲ့တဲ့အချိန်ဘေးအချိန်လဲဆိုတာပြန်ရှာကြည့်ပါအဲ့ဒီအချိန်ကိုပြန်ပြီးတော့အသက်တွင်းမှာကိုမှကျွမ်းကျင်တာရှိရင်ဝါသနာတစ်ခုခုရှိတယ်ဆိုရင်အထူးစိတ်ဝင်စားတဲ့ကဏ္ဍတစ်ခုခုရှိတယ်ဆိုရင်အဲ့ဒီအကြောင်းအရာတွေကိုဖတ်ပါစကားထဲမှာထည့်ပြောပါအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်အားတက်ကြွမှုတွေစိတ်လှုပ်ရှားမှုတွေရှိပါဒါဆိုရင်သင်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပြီးတော့အရေးချင်းတွေပိုရှိလာပါလိမ့်မယ်ဆိုပြီးတော့မေမတ်ကဒီသူ့လိုမျိုးအနှိမ့်ဆက်ခံပြီးတော့ကိုပျောက်ဆုံးသွားသလိုဖြစ်နေတဲ့အမျိုးသမီးတွေအတွက်အကြံပေးစကားပြောခဲ့ပါတယ်။ question ပြီးတဲ့နောက်မှာသူ့ဘဝကိုလည်းပဲသူစိတ်ဝင်စားတဲ့ဒီအာဟာရဗေဒဆိုင်ရာပညာတွေထပ်ပြီးတော့လေ့လာစီးပူးရင်းနဲ့ဝါသနာပါတဲ့ model အလုပ်လည်းပြန်ပြီးတော့လုပ်တယ်။ပိုကောင်းတဲ့ဘဝကိုတည်ဆောက်ဖို့ပဲသူစူးစမ်းခဲ့တယ်။သူကွာရှင်းပြီးတဲ့နောက်တိတ်မကြခင်မှာပဲသူနဲ့အတူနေတဲ့တာကြီး Elon Musk ကတယောက်တည်းထီးကြံပြီးနေရတဲ့သူ့အဖေကိုတနာတယ်ဆိုပြီးတော့အဖေနဲ့ပြန်နေပါရစေလို့သူ့အမေကိုတောင်းဆိုခဲ့တယ်။သတင်းတစ်ခုမှကျွန်မဖတ်ရတာကြတော့သူ့အမေကပေါ့နော် Elon လေ့လာတဲ့အချိန်မှာအသုံးပြုဖို့လိုအပ်တဲ့ကွန်ပျူတာတွေကိုမဝေပေးနိုင်လို့ပိုချမ်းသာတဲ့သူလိုတာကိုပံ့ပိုးပေးနိုင်တဲ့အဖေစီကိုပြန်သွားတာလို့ပြောကြတယ်။ဘယ်ဟာမှလဲတော့ကျွန်မလည်းမသိဘူး။အဲ့ဒီအသက်10နှစ်သားအရွယ်မှာပဲ Elon ကသူ့အဖေစီကိုညရထားစီးပြီးတော့တယောက်တည်းသွားခဲ့တာလို့သိရတယ်။ Elon Musk ကသူ့အဖေနဲ့သူ့အသက်18နှစ်အရွယ်ထိသွားနေခဲ့တယ်။သူ့အဖေရဲ့အကျင့်စရိုက်တွေကြောင့်သူကသူ့အဖေနဲ့အတူနေရတဲ့အဲ့ဒီကာလတွေမှာမပျော်မရွှင်ဖြစ်ခဲ့ရတယ်လို့သိရတယ်။နောက်တော့သူကသူ့အမေနဲ့အတူကနေဒါကိုပြောင်းလာခဲ့တယ်။ကနေဒါကိုသားတွေနဲ့အတူပြောင်းရွှေ့လာတဲ့အချိန်မှာမေယာမော်ဒယ်အလုပ်လုပ်တယ်။အာဟာရအကြံပေးအလုပ်တွေလည်းလုပ်တယ်။အလုပ်လုပ်နေရင်းနဲ့ပဲတိုရန်တိုမှာသူက Nutritional Science မဟာတန်းကိုဆက်ပြီးတော့တက်ခဲ့တယ်။1983ခုနှစ်သူ့အသက်35နှစ်မှာဒုတိယမြောက်မာစတာကိုရခဲ့တယ်။ကျွန်မဒီအချက်ကိုအရန်သဘောကျတယ်။အလုံးတစ်ခုလုံးနေတဲ့အပြင်သားသမီးတွေကိုလည်းပြုစုပြောထောင်နေရတဲ့အမေကသူ့ဘဝတက်လန့်အတွက်ကြောင်းလဲဆက်တက်နိုင်တယ်။ဒီကာလတွေကသူတို့သားမိတွေအတွက်အရန်ခက်ခဲတဲ့အချိန်။နော်ဒီ peanut butter နဲ့လုပ်တဲ့ sandwich ကိုညတိုင်းစားကြရတယ်လို့ပြောတယ်။ကမ္ဘာအချမ်းသာဆုံး Elon Musk တို့သားမိလည်းအရင်တော့ဒီလိုမျိုးဆင်းရဲခက်ခဲဘူးတဲ့။သူ့ကို interview တဲ့သူကအဲ့ဒီကာလတုန်းကရှင်အတော့ကို depression ဝင်ခဲ့မှာပဲနော်။စိတ်ဓာတ်ကျခဲ့မှာပဲနော်ဆိုပြီးတော့မေးတဲ့အချိန်မှာမေးရဘလို့ပြန်ဖြေလဲဆိုတော့သူ့မှာတဲ့စိတ်ဆင်းရဲတဲ့အချိန်ဝမ်းနဲ့အားငယ်တဲ့အချိန်ကြောက်တဲ့အချိန်တွေရှိခဲ့ပေမဲ့စိတ်ဓာတ်ကျဖို့အချိန်တော့မရှိဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ तू ကသားသမီး3ယောက်ကိုကျွေးမွေးပြီးစုရမှာမို့လို့စိတ်ဓာတ်ကျနေဖို့အချိန်သူ့မှာမရှိဘူးလို့ဖြေခဲ့တယ်။ကျွန်မဒီအချက်ကိုတကယ်သဘောကျတယ်။တကယ်လို့များ तू ကစိတ်ဓာတ်ကျခဲ့မယ်ဆိုရင်တောင်မှ तू ကဒီ functional depression ဆိုတာမျိုးပဲဖြစ်လိမ့်မယ်။ဘလောက်ပဲစိတ်ဓာတ်ကျလုံးဆရာရှိတာတွေကိုမပြတ်အကောင်းဆုံးစူးစမ်းလုပ်နေနိုင်တဲ့သူလိုမျိုးပေါ့အလကားထိုင်ပြီးတော့စိတ်ဓာတ်မကြအောင်အလုံးနဲ့လက်မပြတ်လုပ်ရင်းနဲ့စိတ်ဓာတ်ကြနေတဲ့လူစားမျိုးပေါ့နော်သူကသူ့သားသမီးတွေဆေးပညာဘာသာရပ်တစ်ခုခုကိုရွေးမယ်ဆိုရင်ကျောင်းလာခကင်းလို့ခွင့်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ University of Toronto မှာဒီ Nutritional Science Department မှာသူက Research Officer အနေနဲ့အလုပ်ဝင်ခဲ့တယ်အဲ့ဒီတော့ကလာခဆိုရင်1000လောက်ပဲရတာတဲ့ဒါပေမဲ့သားသမီးတွေကဒီကိုဝါသနာပါတဲ့ဘာသာရပ်တွေကိုပဲ scholarship တွေရအောင်လုပ်ပြီးတော့ဆက်တက်ခဲ့ကြတယ်ဒီ student loan တွေယူပြီးတော့တက်တာမျိုးเนาะကိုလျှောက်ချင်တဲ့လမ်းကိုကိုဘာသာကိုရအောင်လျှောက်သွားကြတယ်ဆိုပြီးတော့ပြောပြတယ်သူ့သားကြီး Elon Musk ကမ္ဘာအချမ်းသာဆုံးတထေးကြီးတစ်ယောက်ဖြစ်လာခဲ့တယ်သူကအခုချိန်ထိသားကြီးရဲ့အစည်းအဝေးတွေခန်းနာတွေမှာတစ်ခါတလေလိုက်တက်တယ်အနည်းဆုံးတစ်ပတ်တစ်ခါတော့သားကြီးနဲ့အချိန်ယူတယ်တဲ့Elon Musk အသက်3နှစ်အရွယ်ကလေးကမေယာသူ့သား genius ကလေးဆိုပြီးတော့ပြောခဲ့တယ်။ Elon ကဆွေစုံကျန်းနေဖတ်ပြီးတော့အကုန်လုံးကိုမှတ်မိတယ်တဲ့။သူ့အသက်12နှစ်အရွယ်မှာသူရေးထားတဲ့ computer program တစ်ခုကိုပြခဲ့တယ်။အဲ့ဒါကိုတက္ကသိုလ်ကျောင်းသားတွေကိုပြကြည့်တဲ့အခါမှာသူတို့ဟာအရင် impressive ဖြစ်တယ်ဆိုပြီးတော့ချီးကျူးခဲ့ကြတယ်။
အဲ့ဒါကို Elon က magazine တစ်စောင်ကိုပို့လိုက်တော့အဲ့ဒီသူ့ရဲ့ program အကြောင်းရေးထားတဲ့ဟာကသူ့အသက်73နှစ်မှာ magazine ထဲမှာပါလာခဲ့တယ်သူကအဲ့ဒါအတွက်ညံပူဇော်ခဒေါ်လာ900ရခဲ့တယ်တဲ့သူသားကြီးအသက်23နှစ်အရွယ်မှာပထမဆုံးသူ့ညီလေးနဲ့ပေါင်းလုပ်တဲ့ Zip2 ဆိုတဲ့ program ကိုယင်းနှိမ့်မြုပ်နှံသူတွေရှိရဲဆိုပေမဲ့အမေဖြစ်တဲ့မေမတ်စ်ကလည်းအများကြီးပံ့ပိုးပေးခဲ့တယ်သူကသူ့သားအတွက်ပတ်စံ1000လေးထုတ်ပေးတယ်အဲ့ဒါအပြင်သူ့သား2ယောက်ကဒီအခန်းလေးတစ်ခုမှာပဲအဲ့အခန်းမှာပဲအလုပ်စ조사နေတဲ့အချိန်မှာဒီ project Zip2 ဆိုတာလုံးဝအောင်မြင်မယ်ဆိုပြီးတော့ယုံကြည်ခဲ့တဲ့အတွက်ကြောင့်သူကအခြေခံလိုအပ်ချက်တွေအကုန်လုံးကိုပံ့ပိုးကူညီပေးခဲ့တယ်သူက9-6ပတ်တစ်ခါလောက်တားနေနေတဲ့နေရာကိုလာတယ်အိမ်လက်ခတွေရှင်းပေးတယ်နောက်အစားအသောက်တွေလိုအပ်တာတွေအဲ့လိုအခြေခံပစ္စည်းတွေပေါ့နော်ဝေပေးသွားတယ်အမေဖြစ်တဲ့မေယုံကြည်ခဲ့တဲ့အတိုင်းပဲဒါဟာ Elon ရဲ့အောင်မြင်မှုကြီးတွေရဲ့အစဖြစ်ခဲ့တယ်ပထမဆုံးအောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်အဲ့ဒီ project Zip2 ဆိုတာကိုသူကဒေါ်လာ309တန်းနဲ့ရောင်းချနိုင်ခဲ့တယ်Elon က22တန်းရပြီးတော့သူ့ညီက15တန်းရတယ်ကျန်တာကတော့သူတို့ရဲ့ယင်းနှိမ့်မြုပ်နှံသူကရသွားခဲ့တယ်ဒါပေမဲ့ညီကို2ယောက်အတွက်သူတို့ဘဝကိုခြေလန်းဆနိုင်ဖို့အတွက်လုံလောက်တဲ့အရင်းနှီးတွေရသွားခဲ့တယ်။တားငယ်ကလည်းပဲစားတောက်ဆိုင်လုပ်ငန်းကြီးတွေပိုင်ဆိုင်တဲ့သူဖြစ်လာပြီးတော့ဒီ philanthropist တယောက်လည်းဖြစ်လာခဲ့တယ်။အဲ့ဒီ philanthropist ဆိုတာကဘာလဲဆိုတော့အလှူအတန်းကိုဒီရိုးရိုးပတ်စံလှူဒန်းတာမျိုးမဟုတ်ဘဲနဲ့စနစ်ကောင်းတစ်ခုစီကိုပြောင်းလဲလာအောင်လို့အကူအညီထောက်ပံ့ပေးတဲ့လူလိုမျိုးဥပမာသူကတော့ The Kitchen Restaurant Group နဲ့ Big Gringo နဲ့ပေါင်းပြီးတော့စည်ရည်နွမ်းပါတဲ့ကျောင်းတွေမှာရေရှည်တည်တတ်တဲ့စိုက်ပျိုးနည်းစနစ်နဲ့ကျမရင်းနဲ့ညီညွတ်တဲ့စားတောက်နေထိုင်မှုတွေကိုကျောင်းတွေမှာလက်တွေ့သင်ကြားနိုင်အောင်เนาะအပြတ်အကောင့်ထဲပေါ်နိုင်ဖို့အတွက်ဆိုပြီးတော့ School Gardens နဲ့ဒီ Food Program တွေလုပ်နိုင်ဖို့အတွက်ပံ့ပိုးကူညီနေတယ်လက်ရှိမှာဆိုရင် American နိုင်ငံကကျောင်းပေါင်း6000လောက်ကိုကူညီပံ့ပိုးထားတယ်လို့သိရတယ်သူသမီးငယ်ကလည်းပဲ Hollywood က filmmaker တယောက်ဖြစ်လာခဲ့တယ်။သူက Marx Entertainment ကို2000ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့အောင်မြင်တဲ့ producer နဲ့ director တယောက်ဖြစ်လာခဲ့တယ်။သူကအရန်ကိုခံနိုင်ရည်ရှိတဲ့အမြဲစူးစမ်းတဲ့ဘဝကိုအရှုံးမပေးတတ်တဲ့တကယ်အာဂမိခင်ကြီးနဲ့ကြည်ပြင်းလာခဲ့ရတဲ့အခါမှာသူရိုက်တဲ့ရုပ်ရှင်တွေကဒီအမျိုးသမီးတွေကတတ်မာတယ်။ယောက်ျားတွေနဲ့တန်းတူညီတူရှိတယ်ဆိုတဲ့အနှစ်သာရကိုပေးနိုင်တဲ့ရုပ်ရှင်မျိုးကိုအဓိကထားပြီးတော့ဖန်တီးထုတ်လုပ်တယ်။သူထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်တချို့ကလည်းစုတွေရတာတွေရှိတယ်။မေမတ်စ်ကသားသမီးတွေနဲ့ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနေတဲ့အမေမျိုးသူကကလေးတွေကိုအမြဲတမ်းအထောက်အကူပေးတယ်လို့မျိုးကလေးတွေနဲ့လည်းမကြာခဏမိသားစုတွေ့ဆုံပွဲပေါ့ family gatherings တွေလုပ်ကြတယ်တဲ့။သူ့ကို single mother တွေအတွက်ဘာအကြံပေးချင်တယ်လဲဆိုပြီးတော့ interview တစ်ခုကမေးတဲ့အချိန်မှာသူကကိုကလေးတွေကိုပထမဦးစားပေးထားပါဆိုပြီးတော့အကြံပေးခဲ့တယ်။သူ့သား Elon Musk ကသူ့အမေကိုသူ့ရဲ့ biggest supporter ဆိုပြီးတော့လူသိရှင်ကြားကိုထုတ်ဖော်ပြောခဲ့တယ်။အခမ်းအနားတော်များများကိုအမေလက်ကိုတွဲပြီးတော့အတူတူတက်ခဲ့ကြတယ်။သားသမီး3ယောက်စလုံးကလည်းအမေနဲ့အတူရုန်းကန်ပြီးတော့ကြီးလာခဲ့ရတဲ့အတွက်တော့ဒီသားသမီး3ယောက်စလုံးကလည်းသူ့အမေနဲ့အတူရုန်းကန်ပြီးတော့ကြီးပြင်းလာရတဲ့အခါမှာတယောက်နဲ့တယောက်အင်မတန်ရင်းနှီးပြီးတော့ချစ်ခင်ကြတယ်တဲ့မေကသူ့ရဲ့သားသမီးတွေကိုသူ့အဖေကငယ်ကလေးကအိမ်အလုပ်နိုင်ရာကူခိုင်းပြီးတော့ train ပေးခဲ့တဲ့ပုံစံမျိုးသူလည်းသူ့ကလေးတွေကို train ခဲ့တယ်။သူ single mother ဘဝနဲ့အလုပ်အနည်းဆုံး2ခုလုပ်ပြီးတော့ရှာဖွေကျွေးမွေးနေရတဲ့အချိန်မှာကလေးတွေကလည်းသူလှည့်ကြည့်စရာမလိုအောင်အိမ်မှာအလုပ်လုပ်ကြရတယ်အလုပ်ကူကြရတယ်ပေါ့။တယောက်နဲ့တယောက်ကူညီပြီးတော့သူတို့စူးစမ်းစရာရှိတာကိုလည်းစူးစမ်းကြတယ်။အဲ့ဒါကြောင့်မလို့တန်ရုံးစင်တွေကပို့ပြီးတော့ခိုင်မာတာဖြစ်နိုင်တယ်ပေါ့သူတို့ဖာသူတို့ချက်စားခဲ့ရတာတွေကြောင့်လဲသူ့ရဲ့သားငယ် Kimber က chef တယောက်ဖြစ်လာခဲ့ပြီးတော့ဒီနောက်ပိုင်းမှာစားတောက်ဆိုင်လုပ်ငန်းတွေကိုပိုင်ဆိုင်နေသူဖြစ်လာခဲ့တယ်ပေါ့မေကတော့ကောင်းကောင်းမချက်တတ်ဘူးတဲ့ပြီးတော့အဝတ်လည်းမလျှော်ချင်ဘူးဆိုတော့သူကဘာလုပ်လဲသူ့သားသမီးတွေဒါလည်းအကုန်လုံးလုပ်တတ်အောင်ဆိုပြီးတော့တင်ပေးခဲ့တယ်တဲ့ကလေးတွေကဒါလည်းအကုန်လုံးရတာပေါ့နော်သူကကလေးတွေကိုကိုကိစ္စကိုရှင်းနိုင်တဲ့သူ independent ဖြစ်တဲ့သူဖြစ်လာအောင်လို့ train ခဲ့တယ်။ကိုဆုံးဖြတ်ချက်ကိုတာဝန်ယူတတ်တဲ့သူဖြစ်လာအောင်နဲ့ဒီကောင်းကောင်းမွန်မွန်ပြုမှုနေထိုင်တတ်အောင်သူကသင်ပေးခဲ့တယ်တဲ့။သူပြောတာတခုရှိတယ်။သားသမီးတွေကိုဒီအလွန်အကျော်အကာအကွယ်မပေးသင့်ဘူး။အဲ့ဒါကလေးတွေကိုအမှန်တရားကိုမမြင်နိုင်တော့ဘဲနဲ့တာဝန်မယူတတ်တဲ့သူတွေဖြစ်လာစေတယ်လို့သူကပြောခဲ့တယ်။အဲ့ဒါကြောင့်မလို့သူကသူ့သားသမီးတွေအကုန်လုံးကိုဒီအခြေအနေမှန်ကိုလည်းပေးတည်တယ်။သူ့ရဲ့ခက်ခဲမှုတွေကိုလည်းပေးတည်တယ်။ပြီးလို့ရှိရင်သူတို့နဲ့ဆိုင်တဲ့တာဝန်ဝတ္တရားတွေကိုကိုဖတ်တာကိုဝန်ကိုထားနိုင်အောင်လဲသူကသားသမီးတွေကို train ခဲ့တယ်။သူကတော့သူ့သားသမီး3ယောက်စလုံးကစိတ်ရင်းကောင်းပြီးတော့သူတပားကိုအမြဲကူညီတတ်တယ်ဆိုပြီးတော့ဂုဏ်ယူစွာနဲ့ပြောခဲ့တာရှိတယ်။ Elon Musk ရဲ့သားသမီး14ယောက်နဲ့အခြားသားသမီးတွေကရတဲ့မြေးတွေအတွက်လဲသူကအမြဲ support ပေးတတ်တဲ့အဖွားတစ်ယောက်ပေါ့။သူမြေးတွေနဲ့လည်းအချိန်ယူတယ်တပ်ပုံဗီဒီယိုတွေအတူရိုက်ကြကစားကြနဲ့အားလာရက်တွေဆိုရင်ဒီ
multi generational trip ပေါ့နော်အဲ့ဒါတွေထွက်ကြတယ်တဲ့သားသမီးမြေးမြစ်တွေတပုံကြီးနဲ့ခရီးတွေအတူသွားရတာအဖွားအတွက်ကတော့အရန်ပျော်စရာကောင်းမှာပေါ့နော်သူကသားသမီးအတွက်ဆိုရင် fighter ကြီးလိုမျိုးမရက်တီပေးတတ်တဲ့သူလည်းဟုတ်တယ်တဲ့ Elon Musk ကြီးကိုသူများကဒီ Twitter မှာအမျိုးမျိုးပြစ်တင်ဝေဖန်တာမျိုးကိုတွေ့ရတဲ့အခါမှာအမေတယောက်အနေနဲ့သူကအရန်စိတ်ဆိုးတယ်အဲ့လိုတောင်မပြောဘူးတဲ့သူ့သားငယ်နဲ့သမီးကအမေမီဒီယာတွေနဲ့ရန်သွားဖြစ်လို့မရဘူးအဲ့လိုမျိုးသူ့ကိုပြောထားတယ်တဲ့ဒါပေမဲ့ तू ကစီစွန်းနဲ့ချီပြီးတော့သူ့သားကိုမျိုးပုတ်ခတ်ရေးသားတဲ့အခါမှာ तू မခံနိုင်ဘူးအဲ့တော့ तू က journalist တွေကိုခေါ်ပြီးတော့ပြောစရာရှိအရာတွေ तू ကပြောခဲ့တယ်တဲ့ဒီ Elon Musk အတွက်ဆိုတာအမြဲတမ်း तू ကခုခံပေးခဲ့တဲ့သူပေါ့နော်သားသမီးတွေနဲ့ပတ်သက်လာလို့ရှိရင် तू ကအရန်ဂုဏ်ယူတယ်သူ့ကို interview တဲ့သူတယောက်ကမေးတယ်ဘီလီယံနာကြီးကိုဘယ်လိုမျိုးပြုစုပြောထောင်ခဲ့တယ်လဲဆိုပြီးတော့မေးတဲ့အခါမှာဒီမေးပြန်ဖြေတာကျွန်မအရန်သဘောကျတယ်ကျမကတဲ့ဘီလီယံနာကြီးကိုပြစ်စုပြောထောင်ခဲ့တာမဟုတ်ဘူးသားသမီးအားလုံးကိုအမိအခိုကင်းနဲ့ကိုခြေတော့ပေါ်ကိုရက်နိုင်ဖို့တာဝန်ယူတတ်ဖို့နဲ့သူတစ်ပါးအတွက်အကျိုးရှိတာတွေလုပ်ဖို့ကိုပဲကျမတင်ပေးခဲ့တာဆိုပြီးတော့ပြန်ပြောခဲ့တယ်သူ့အတွက်ကသားသမီးတွေအားလုံးကဒန်းတူပဲတဲ့ Elon Musk ရဲ့အောင်မြင်မှုကို तू ကအရန်ဂုဏ်ယူတယ်ဒါပေမဲ့ Elon Musk ကသူ့အတွက်တော့ဘီလီယံနာကြီးမဟုတ်ဘူးသားတစ်ယောက်ပဲဆိုပြီးတော့ဖြေခဲ့တယ်ကျမဒီဖြေကိုရန်သဘောကျတယ်မေ Musk ကအမျိုးသမီးတွေကဘာမဆိုအားလုံးလုံနိုင်တယ်ပြီးတော့ကျမတို့အမျိုးသမီးတွေကအများအားဖြင့်အားလုံးလည်းလုပ်ရတယ်ဆိုပြီးတော့ तू ကအားပေးခဲ့တယ် Women can do anything and everything လို့ तू ကပြောခဲ့တာဒါပေမဲ့ तू ကအာဟာရဗေဒပညာရှင်ဖြစ်တာနဲ့အညီအမျိုးသမီးတွေကိုကျန်းမာစွာနဲ့เนาะကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ဖို့ခန္ဓာကိုယ်ကိုကျန်းမာတဲ့အနေအထားမှာထိန်းထားဖို့ကအရန်အရေးကြီးတယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒါမှတာလည်းကျမတို့အကုန်လုံးလုပ်နိုင်မှာဖြစ်တယ်ပေါ့နော်ကျမရေးနဲ့ညီညွတ်တဲ့အစားအစာတွေကောင်းကောင်းစားဖို့အချိန်မှစားဖို့ကအရန်အရေးကြီးတယ်ဆိုပြီးတော့အမျိုးသမီးတွေကိုအကြံပြုခဲ့တယ်2023ခုနှစ်မှာသူ့ကိုသူကျောင်းတက်ခဲ့တဲ့တောင်အာဖရိကကတက္ကသိုလ် University of the Free State in South Africa ကနေပြီးတော့အာဟာရဗေဒပညာရပ်ဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုချီးမြှင့်ပေးခဲ့တယ်အဲ့ဒီချိန်မှာသူ့ရဲ့အသက်က84နှစ်ရှိပြီအခုချိန်မှာအသက်89နှစ်ရှိပြီဖြစ်တဲ့မေ Max ကစောင်းအတစ်တအုပ်ကိုရေးသားနေပြီးတော့2026မှာထုတ်လုပ်နိုင်မယ်လို့မျှော်လင့်နေတဲ့သူ့ရဲ့ model လုပ်ငန်းတွေကိုလည်းရပ်နားလိုက်ဖို့လုံးဝအစီအစဉ်မရှိသေးပါဘူးတဲ့သူက model ဆက်ပြီးတော့လုပ်နေမယ်ကမ္ဘာအသက်အကြီးဆုံး model တယောက်အနေနဲ့ဆက်ပြီးတော့ရပ်တည်နေအောင်မယ်လို့သိရပါတယ်မေ Max ရဲ့ဘဝကိုလေ့လာကြည့်ရင်းနဲ့တင်ယူရရှိတာကတော့အောင်မြင်မှုဆိုတာပေါ့နော်အမွေဆက်ခံရတယ်လို့မျိုးအလိုနေရင်ရောက်လာတာမျိုးမဟုတ်ဘူးပေါ့အရန်လွယ်နဲ့ရလာတာမျိုးမဟုတ်ဘူးဘဝမှာဘလို့အရာတွေပဲကြုံလာခဲ့ပါစေခဏရင်ရှိမယ်စင်ဆက်မပြတ်တင်ယူလေ့လာနိုင်မယ်ကိုဘဝကိုမျောလင့်ထားသလိုမျိုးမဖြစ်လာတဲ့အချိန်မှာအစီအစဉ်တစ်တွေကိုရေးဝုန်းနော်ပလန်တွေချပြီးတော့ရှောက်လန်းမယ်ဆိုရင်တစ်နေ့မဟုတ်တစ်နေ့အောင်မြင်လာမယ်ဆိုတာကိုပို့ပြီးတော့ဒီမှာထင်ရှားလာတယ်တွေ့လာရတယ်နောက်ပြီးတော့ကျမတို့အမျိုးသမီးတွေပေါ့အတစ်တွေတင်ယူဖို့စပြီးတော့လောက်ကင်ဖို့ဆိုတာကဘယ်တော့မှနောက်ကျသွားပြီတို့အသက်ကြီးသွားပြီတို့ဆိုတာမျိုးလုံးဝမရှိဘူးဆိုတာကိုမေရဲ့ဘဝဇက်ကြောင်းကိုနားထောင်ရင်းနဲ့လေ့လာရင်းနဲ့မိမောင်းထိုးပြနေတယ်ဆိုတာကိုတွေ့ရပါတယ်။သားသမီးတွေကိုအရာရာမှာဦးစားပေးဖို့လိုအပ်တယ်လို့သူတို့ခြေတော့ပေါ်သူတို့ရက်တည်နိုင်အောင်သူတို့တာဝန်သူတို့ယူတတ်အောင်ငငယ်ကလေးကတင်ပေးဖို့တာဝန်ပေးဖို့ကလည်းအရန်အရေးကြီးတယ်ဆိုတာကိုပို့ပြီးတော့နားလည်လာရပါတယ်။အကြိုက်ဆုံးကတော့အသက်ကြီးလာတာဟာဘာအတွက်မှအဟန့်တားမဟုတ်ဘူးကိုယ်စိတ်ကသာအဓိကပဲကိုကတကယ်လှုပ်ချင်နေဆိုရင်ဘေးအရွယ်မှာပဲဖြစ်ကိုလှုပ်ချင်တာကိုစလှုပ်နိုင်တယ်ဆိုတာကမေ Max ရဲ့ဘဝကိုကြည့်ပြီးတော့ပိုနားလည်လာရပါတယ်မိတ်ဆွေတို့လည်းမေ Max ရဲ့ဘဝအကြောင်းကိုနားထောင်ပြီးတဲ့အချိန်မှာတခုခုခွန်အားရရှိသွားမယ်ဒါမှမဟုတ်ရင်တွေးစရာရသွားမယ်လို့ထင်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်Rocky the Memory Keeper နေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာလူတွေရဲ့ဘဝဇာတ်ကြောင်းကို internet ပေါ်ကနေလေ့လာပြီးတော့ recap လုပ်ပြီးတော့တင်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတယ်ဆိုတဲ့မိတ်ဆွေတွေကျေးဇူးပြုပြီးတော့ like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်လို့အားလုံးကိုကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye